ကင်ဆလင်တယောက်အရက်ဆိုင်ဝင်ဝကိုရောက်ရှိလာတဲ့အချိန်မှာပဲစစ်တေနာပတိကြီးစကိုပင်တယောက်မြေကြီးပေါ်ပြိုလဲသွားတာကိုကွက်တိမြင်လိုက်ရပါတယ်။စကိုပင်ကလည်းသူ့ရဲ့တခင်လေးကိုလှမ်းမြင်လိုက်ရတာနဲ့အားနဲ့လာတဲ့အတန်နဲ့အာကိုတကြီးလှမ်းခေါ်ပါတယ်။ဒါကိုမြင်လိုက်ရတဲ့ကင်ဆလင်ကတော့အတော်လေးဒေါသထွက်သွားပြီးသူ့ကိုကြည့်ပြီးလှောင်ပြုံးပြုံးနေတဲ့ဂိမ်းဘက်ကိုအာယုံပြောင်းလိုက်ပါတယ်။ဟုတ်ပါတယ်။သူရှိမှရက်နေတာကတော့လို့စ်နယ်မြေဤတရားဝင်အမွေဆက်ခံသူကိုလုံးကိုတဲထွားချိုင်းလာတဲ့ဂိမ်းလို့စ်ပဲဖြစ်ပါတယ်။ကင်ဆလင်ကသူ့ရဲ့ဝမ်ကွဲညီကိုတော်ဆက်တဲ့ဒီကောင်ကိုချက်ချင်းမှတ်မိသွားပါတယ်။အတိတ်ဘဝတုန်းကတော့ဒီကောင်ဟာသူ့ရဲ့တငယ်ချင်းဖြစ်ခဲ့တယ်လို့တစ်ဖက်မှာလည်းပြိုင်ဘက်ဟောင်းကြီးဖြစ်ခဲ့ပူပါတယ်။ဂိမ်းလေကားပေါ်ကဆင်းလာတဲ့အချိန်မှာပဲကင်ဆလင်ကဘေးကရီကာဒိုကိုဖြစ်ကြောင်းကုန်စင်ရှင်းပြဖို့အမိန့်ပေးလိုက်ပါတယ်။ရီကာဒိုကသူနဲ့စကိုပင်ဟာဆိုင်ထဲမှာစူပူမှုရှိနေတဲ့ဆိုတဲ့သတင်းကြောင့်လာရောက်စုံစမ်းတာဖြစ်ပြီးရောက်လာတဲ့အချိန်မှာဂိမ်းနဲ့သူ့ရဲ့ကိုရန်တော်တွေကိုတွေ့ခဲ့ရတာလို့ရှင်းပြပါတယ်။အဲ့ဒီမှာဂိမ်းကစကိုပင်တို့ကိုမှတ်မိသွားပြီးကင်ဆလင်နဲ့ပတ်သက်လို့သူကြားထားတဲ့ကောလာဟလတွေကိုလိုက်မေးပါတော့တယ်။စကိုပင်ကအခြေအနေကိုတိတိကျကျရှင်းပြဖို့ကြိုးစားပေမဲ့လည်းဂိမ်းကကောက်ချစ်တဲ့အပြုံးနဲ့စကိုပင်ရဲ့မေးရိုးကိုလှမ်းကင်ပြီးစကားဖြတ်ပစ်လိုက်ပါတယ်။မင်းကလို့စ်နယ်မြေရဲ့အမွေဆက်ခံသူကိုလက်ရဲတယ်ပေါ့လေဆိုပြီးစကိုပင်ကိုကိုတိလက်ရောက်ရိုက်နှက်ဆုံးမပစ်လိုက်ပါတယ်။အဲ့ဒီနောက်ဂိမ်းကရီကာဒိုကိုဖြစ်ရမှန်ကိုတိတိကျကျပြန်တင်ပြစမ်းလို့ခက်တီတီနဲ့ရာစတန်ပေးပြန်ပါတယ်။သူကြားထားတဲ့ကောလာဟလကတော့ကင်ဆလင်ဟာလေ့ကျင့်မှုလည်းတစ်ခါမှမလုပ်ဘူးပဲဘီလူးတွေကိုလက်ပလာနဲ့တက်ခဲ့တာတစ္ဆာဖောက်တွေကိုတယောက်တည်းနှိမ်နှင်းခဲ့တာဆိုပြီးပြောနေခဲ့ပါတယ်။ဂိမ်းကအဲ့ဒီသတင်းကိုလှောင်ပြောင်ပြီးတော့ငါကစစ်တေနာပတိကြီးအတိတရဝင်သွားအောင်တတိပေးတဲ့အနေနဲ့ဆုံးမလိုက်တာလို့ဗိုလ်ချပြီးပြောလိုက်ပါသေးတယ်။ပြီးတော့ကင်ဆလင်ဘက်လှည့်ပြီးဒီပြဿနာအလုံးရဲ့တရားခံကမင်းပဲမင်းသာလိမ့်မပြောခဲ့ရင်ဒီလိုဖြစ်လာစရာအကြောင်းမရှိဘူးလို့နှာခေါင်းရှုံပြီးလှောင်နေခဲ့ပါတယ်။ကင်ဆလင်လည်းအတိတ်ကဂိမ်းရဲ့အပြုမှုတွေကိုချက်ချင်းတတိယသွားပါတယ်။အဲ့ဒီထောင်လွှားတဲ့ဝမ်ကွဲအကူဟာပါတီယန်အိမ်တော်ကိုလာတိုင်းသူ့ကိုအောက်ခြေလူဒန်းစားလို့အမြဲဆက်ဆံခဲ့တာဖြစ်ပါတယ်။ဂိမ်းကလာတိုင်းပြဿနာရှာပေမဲ့သူ့စင်တန်းကမြင့်တော့ဘယ်သူမှမရင်ဆိုင်ရကြပါဘူး။လူတွေကလည်းဂိမ်းရဲ့ရဲတင်းမှုကိုကြအမွေဆက်ခံသူပြီးသားတယ်လို့ချီးမွမ်းကြပြီးကင်ဆလင်ရဲ့အားနည်းချက်တွေကိုကြအမြဲဝေဖန်ကြတာဖြစ်ပါတယ်။ဒါပေမဲ့အခုတော့မထင်မှတ်ပဲကင်ဆလင်ကအဲ့ဒီမှတ်ဉဏ်တွေကိုတွေးပြီးခက်ပြုံးပြုံးပဲလုပ်နေပါတယ်။ဂိမ်းကလည်းလန့်သွားပါတယ်သူဒီလောက်ရန်ဆက်နေတာကိုကင်ဆလင်ကအေးဆေးဖြစ်နေလိမ့်မယ်လို့မျှော်လင့်မထားဘူးလေ။ပုံမှန်ဆိုရင်တော့ကင်ဆလင်ဟာအခုလိုအပြောခံရရင်စိတ်မထိန်နိုင်ပဲဝုန်းတိုင်းကျဲပြေးထိုးရမှာဖြစ်ပါတယ်။တကယ်တော့လွန်ခဲ့တဲ့နာရီပိုင်းကတင်လို့စ်နယ်မြေမှာလှုပ်ဝက်သူရှူတယောက်ကဂိမ်းသားချင်းကပ်ပြီးကင်ဆလင်ကိုတက်ပေးပါလို့လာအပ်ထားတာဖြစ်ပါတယ်။ဂိမ်းကအစမှလန့်သွားပေမဲ့မင်းသာအောင်မြင်အောင်လုပ်ရင်မြင့်မြတ်တဲ့အရှင်ကမင်းတို့မိသားစုကိုအစွမ်းကုန်ပံ့ပိုးပေးမှဆိုတဲ့သူရှူစကားကိုသဘောကျသွားပါတယ်။ဂိမ်းကလည်းကင်ဆလင်ကိုတက်ရတာမခက်ပေမဲ့သူကနေမြေတစ်ခုရဲ့အမွေဆက်ခံသူဆိုတော့အရှုပ်ရှင်းဖြစ်မှဆိုရတယ်လို့တိုးဆုပ်နေခဲ့ပါတယ်။အဲ့ဒီမှာသူရှူကအကွက်စင်ပေးပုံကတော့တကယ်ကိုလမ်းပါတယ်ကင်ဆလင်ကိုတယောက်ချင်းစင်ခေါ်ပွဲတဲ့ဆွဲသွင်းပြီးမတော်တဆမှုလိုဘာလိုနဲ့အပြက်ရှင်းပြဖို့ပါပဲ။အမွေဆက်ခံသူအချင်းချင်းအပျော်တမ်းစကားများရာကနေဖြစ်သွားတဲ့ပုံစံဖန်တီးလို့ရတယ်လို့သူရှူကအာမခံလိုက်ပါတယ်။ပြီးတော့သူရှူကိုယ်တိုင်လည်းတက်တော်ဆောင်တွင်တဲ့ဂိမ်းပေးမှာလိုက်ပြီးအားလုံးကိုနောက်ွယ်ကနေစီစဉ်ပေးမယ်လို့ကတိပေးတာဖြစ်ပါတယ်။သူရှူကပြုံးပြီးတော့ဒါဟာဂိမ်းလေးအတွက်တောင်ရခဲ့တဲ့အခွင့်အရေးကြီးနော်လို့မြှောက်ပေးလိုက်ပါသေးတယ်။ဂိမ်းလဲကောက်ချစ်တဲ့အပြုံးနဲ့မိမိဝမ်းကွဲကိုတက်ရတော့မယ်ဆိုပြီးကျေနပ်နေပါတယ်။အဲ့ဒီလိုနဲ့သူရှူကိုအခုချက်ချင်းသွားကြဆိုပြီးခေါ်လာခဲ့တာဖြစ်ပါတယ်။လမ်းမှာဂိမ်းတွေးလာတာကဒီရုပ်ဝက်အဖွဲ့အစည်းကကင်ဆလင်ကိုဘာလို့တက်ချင်ရတာလဲဆိုတာပါပဲဒီကောက်စီမှာတခုခုပြောင်းလဲသွားလို့လားဆိုပြီးတန်တရားဝင်နေတာဖြစ်ပါတယ်အခုလက်ရှိမှာတော့ဂိမ်းကအဲ့ဒီအတွေးကိုဖျက်ပြီးမင်းဘာလို့ကြောင်ရက်နေတာလဲကင်ဆလင်လားငါအတွက်မင်းဘာတွေပြင်ထားလဲယူလာခဲ့စမ်းလို့လေကားပေါ်မှာတက်တောင့်တက်တာထိုင်ရင်អော်လိုက်ပါတယ်ကင်ဆလင်ကခက်အေးအေးပဲဘာကိုပြောတာလဲလို့ပြန်မေးပါတယ်ဂိမ်းကပွဲတော်ကြီးပြတ်သွားပြီဆိုတော့တို့တွေဒီမှာပဲပျော်ပျော်ပါပါဖန်တီးကြရအောင်လေအရင်ကလည်းတို့တွေဒီလိုကိစ္စမျိုးဆိုအတွဲညီခဲ့ကြတာပဲမဟုတ်ဘူးလားလို့မျက်နှာပေးဆူဆူနဲ့မေးတာဖြစ်ပါတယ်ကင်ဆလင်ကဂိမ်းရဲ့ချင်းချောက်မှုကိုအဖက်မလုပ်ပဲစဉ်းစားလိုက်တော့မှအခြေအနေမှန်ကိုသဘောပေါက်သွားပါတယ်။ဂိမ်းပြောတာအရက်နဲ့မိမတွေအကြောင်းဖြစ်ပါတယ်။အတိတ်တုန်းကဂိမ်းလာရင်ကိုလုံးထွားတဲ့ဂိမ်းရဲ့အရိုက်တံကိုမခံချင်လို့ကင်ဆလင်ကဓာတ်တွေအကုန်စိုက်ထုတ်ပြီးစီစဉ်ပေးခဲ့ရတာဖြစ်ပါတယ်။အဲ့ဒီတုန်းကဖြုံးခဲ့တဲ့ပတ်စံတွေကြောင့်ပဲအခုဘလင်နာပြောတဲ့အဖေဖြစ်သူကပတ်စံတွေပိတ်ပစ်လိုက်တယ်ဆိုတဲ့စကားရဲ့အတိတ်တွေကိုသဘောပေါက်သွားတာဖြစ်ပါတယ်။ဒီလိုနဲ့အတိတ်ကမှတ်ဉဏ်တွေပေါ်လာတော့ကင်ဆလင်ပြုံးမိသွားပါတယ်။သူ့ရဲ့ငွေကြေးပြဿနာကိုဖြေရှင်းပေးမဲ့ရတနာတိုက်ကြီးကသူ့ရှိတက်ရောက်နေတာဖြစ်ပါတယ်။ဂိမ်းကထပ်အော်တော့မှကင်ဆလင်ကအေးလူရာတွေမကြခင်ယူလာပေးမယ်လို့ပြန်ပြောလိုက်ပါတယ်။ဒါပေမဲ့ကင်ဆလင်ကဆူရှာတဲ့မျက်လုံးတွေနဲ့ကြည့်ပြီးဒါပေမဲ့အရင်ဦးဆုံးရှင်းရမယ့်အကျွေးဟောင်းတစ်ခုရှိသေးတယ်ဂိမ်းလို့ပြောလိုက်ပါတယ်။ဘေးကသူရှူလဲကင်ဆလင်ရဲ့လေတံလုံးဝပြောင်းသွားတာမြင်ပြီးလက်ဖြတ်သွားပါတယ်။ဂိမ်းကလည်းဇဝေဇဝါနဲ့ဘာအကျွေးလဲလို့မေးလိုက်ပါတယ်။ကင်ဆလင်ကအေးဆေးပဲမင်းရင်ကသုံးဖြုံးပျော်ပါခဲ့တာတွေအကုန်လုံးကငါအိတ်ထဲကစိုက်ထုတ်ထားတာမလို့အခုအဲ့ဒါတွေအကုန်ပြန်ဆက်တော့အတိအကျပြောရရင်ရွှေတင်ကား1000လို့တောင်းဆိုလိုက်ပါတယ်။ဂိမ်းကလန့်သွားပြီးပါလဲအတုံးစရိတ်ကရွှေတင်ကား100တောင်မပြည့်ပါဘူးပြီးတော့အဲ့ဒါတွေကငါတို့တငယ်ချင်းအချင်းချင်းပေးတဲ့လက်ဆောင်တွေမဟုတ်ဘူးလားလို့ပြန်ညင်းနေခဲ့ပါတယ်။ကင်ဆလင်ကနှာခေါင်းရှုံပြီးငရုံးကောင်မင်းကငါ့ကိုခြေတုပ်ဖက်လို့ဆက်ဆံခဲ့တာလေလို့ပြောပြီးအခုချက်ချင်းပတ်စံပြန်ဆက်မလားဒါမှမဟုတ်အရိုက်ခံမလားလို့ရာစတန်ပေးလိုက်ပါတယ်။အရက်ဆိုင်တစ်ခုလုံးငြိမ့်သက်သွားကြပါတယ်လူတွေလည်းကင်ဆလင်ရဲ့ရဲတင်းမှုကိုကြည့်ပြီးအံ့ဩကုန်ကြပါတယ်
ကိန်းကတပ်ပြင်းချမတ်တက်ရက်ပြီးငါကအလိုလိုက်ထားလို့မင်းရန်ကားနေတာပဲလို့ပြောပြီးဂစ်စလင်တမလာတယ်ဆိုတာကောလာဟာလာတွေပါလို့ဆွဆွဲနေခဲ့ပါတယ်။ကိန်းကဂစ်စလင်ကိုကပ်ပါကောင်မြောက်ပိုင်းကအတုံးမကျတဲ့လူလို့ဆဲဆိုပြီးမင်းကိုအတိတရဝင်အောင်လုပ်ပေးရမယ်ဆိုပြီးဘာသတိပေးချက်မှမရှိပဲချက်ချင်းထိုးလိုက်ပါတော့တယ်။ဒါပေမဲ့ဂစ်စလင်ကခက်လန်းလန်းပဲဘေးကိုတာတာရရလေးရှောင်လိုက်တာကိန်းရဲ့လက်သီးကလေးကိုပဲထိသွားပါတယ်။ကိန်းရောရီကာဒိုရောသူရှူပါအကုန်ပါဆက်အဟောင်းသားဖြစ်သွားပါတယ်။ကိန်းကပူတော်သားထွက်လာပြီးဒီတစ်ခါဂစ်စလင်ရဲ့ခေါင်းကိုဖိမှတ်ထားပြီးထိုးပြန်ပါတယ်။ဂစ်စလင်ကအောက်ကိုလင်းလင်းမြန်မြန်ငုံလိုက်ပြီးကိန်းရဲ့နဘေးစီကိုမြန်ဆန်ပြင်းထန်တဲ့လက်သီးချက်တစ်ချက်ပြန်ကျွေးလိုက်ပါတယ်။ကိန်းလဲနာလုံးလို့နောက်တုံသွားပြီးဒီကောင်တကယ်တမနေတာလားဆိုပြီးလန့်နေခဲ့ပါတယ်။ဂစ်စလင်ကကိန်းရဲ့ခေါင်းကိုထပ်ထိုးဖို့လုပ်တော့ကိန်းကသူ့လက်နဲ့အချိန်မီကာလိုက်နိုင်ပါတယ်။ကိန်းကကာနိုင်လို့ပြုံးမလို့ရှိသေး။ချက်ချင်းပဲဒူးထောက်လဲကျသွားပြီးနာလုံးလို့အော်ဟစ်လိုက်ရပါတယ်ဟုတ်ပါတယ်။လက်သီးကကာမိပေမဲ့အချိန်ကိုမခံနိုင်တာဖြစ်ပါတယ်။သူရှိုကကိန်းနာပြေးလာပြီးအစင်ပြေးရလားလို့မေးတော့ဂစ်စလင်ကမင်းကာနိုင်ခဲ့တာပဲမဟုတ်လား။အော်မနီနဲ့ယောက်ျားကြီးတက်မဲ့လို့ပြေးပြောလိုက်ပါတယ်။တရက်ဆိုင်တစ်ခုလုံးတိတ်ဆိတ်သွားပြီးဘသူမှမနိုင်ဘူးလို့ထင်ရတဲ့အမွေဆက်ခံသူကိန်းတယောက်ဂစ်စလင်လက်ချက်နဲ့ဒူးထောက်သွားရတာကိုကြည့်ပြီးအကုန်မင်တက်ကုန်ကြပါတယ်။ဂစ်စလင်ကအခြေအနေကိုကြည့်ပြီးကိန်းရဲ့ရည်ရွယ်ချက်ကိုရိပ်မိသွားပါတယ်။ကိန်းကလည်းသူရှိုနာကပ်ပြီးငါရဲ့တရုပ်ဆောင်မှုအသက်ဝင်ရလားလို့တိုးတိုးလေးမေးနေခဲ့တာပါ။သူရှိုကလည်းပြည့်စုံတဲ့အခုဆိုရင်ဂစ်စလင်ကိုရန်စသူဖြစ်ပုံဖော်လို့ရပြီလို့ပြန်ပြောပါတယ်။ကိန်းကလူတွေရှိမှအကွက်စင်ဖို့အိတ်ကက်ထဲကအပြာရောင်လက်အိတ်ကိုထုတ်အပေါ်မြောက်ပြီးဂစ်စလင်ဟာမူးမတ်တွေရဲ့တိတ်ခါကိုချပစ်ပြီးငါ့ကိုအရင်စတိုက်တယ်လို့អော်ပါတော့တယ်။ဒါပေမဲ့ကိန်းရဲ့စကားမဆုံးခင်မှာပဲဂစ်စလင်ကသူ့ရဲ့လက်အိတ်ကိုကိန်းရဲ့မျက်နှာတက်တက်စီလှမ်းပစ်ပေါက်ပြီးစကားဖြတ်ပစ်လိုက်ပါတယ်။တယောက်ချင်းစိန်ခေါ်ပွဲဆင်နွှဲရအောင်ကိန်းလို့ဂစ်စလင်ကစိန်ခေါ်လိုက်တော့ကိန်းတယောက်ကြောင်းအမ်းသွားပါတယ်။ဂစ်စလင်ကမင်းကငါ့ကိုအမွေဆက်ခံသူတယောက်အနေနဲ့စော်ကားတယ်ငါလူတွေကိုလည်းကိုတိလက်ရောက်စော်ကားပြီးမူးမတ်တွေရဲ့တိတ်ခါကိုချတယ်လို့ပြန်ပတ်လိုက်ပြီးငါဆွဆွဲချက်တွေကိုညှင်းကျင်သေးလားလို့မေးလိုက်ပါတယ်။ကိန်းကတတိပြန်ဝင်လာပြီးလှောင်ပြုံးပြုံးလိုက်ပါတယ်သူကဂစ်စလင်ကိုမတုံးလို့ထင်နေတော့မဲ့ဖြစ်ပါတယ်။ကိန်းကသူ့ဓာတ်ကိုဆွဲထုတ်ပြီးကောင်းပြီလေဒီစိန်ခေါ်မှုကိုငါလက်ခံတယ်မင်းအသက်ပေးရရင်တော့နောင်တရစေရမယ်လို့ကြိမ်ဆူလိုက်ပါတယ်။အဲ့ဒီမှာဂစ်စလင်ကဘေးကရီကာဒိုကိုလှမ်းခေါ်လိုက်ပြီးတော့ရီကာဒိုရဲတိုက်အပြင်ဘက်မှာဆန္ဒပြနေတဲ့ကုန်တယ်တွေကိုအခုချက်ချင်းဒီကိုခေါ်လာခဲ့စမ်းလို့ညွှန်ကြားလိုက်ပါတယ်။ရီကာဒိုလည်းကြောင်ပြီးတုံဆိုင်နေခဲ့ကဘာလို့တိုက်ပွဲဖြစ်တော့မဲ့နေရာကိုကုန်တယ်တွေကိုခေါ်ခိုင်းတာလဲဆိုပြီးတွေးနေခဲ့ပါတယ်။ဒါပေမဲ့အခုချိန်မှာတော့ယူတုမှုအပြုံးတွေနဲ့ပြုံးနေတဲ့ဂစ်စလင်ကသူတို့ကိုခေါ်လာတာဟာငါတို့အတွက်ကြီးမားတဲ့အမျက်အစွန်းရမဲ့စီးပွားရေးသဘောတူညီချက်တစ်ခုဖြစ်လာမှာမို့လို့ခေါ်လာခဲ့ပါလို့ရဲရဲဝံ့ဝံ့ကြီးပြောလိုက်ပါတော့တယ်။